Finally, we got this shit. So fucking long time, bro. So fucking long time. We got this. ဒီမှာဆုံးအနေနဲ့မင်္ဂလာပါကျွန်တော် Arsenal fan ကြီးကိုရောချား fan ကြီးကိုရောအကုန်လုံးမင်္ဂလာပါဗောနော်ဒီနေ့ကဆောင်းဝမ်းပျော်လို့ကျွန်တော်ပထမတော့ဗီဒီယိုလေးမလုပ်တော့ဘူးဗောလေထင်ရတယ်နဲ့နောက်ကျနေပြီဗောသူများလည်းအကုန်တင်ပြီးသွားတယ်ဒါပေမဲ့အနေရင်းကလို့ဒီကြည့်နေရင်လည်းကိုချမ်းရဲ့ reaction တွေတက်လာတာဗျာကိုချမ်းငိုနေရလေးတွေ့ကျွန်တော်က like ငိုချင်ပါဖလားမရနှစ်ပေါင်းမနေတော့ဘူးဗျာသိရမလားနှစ်ပေါင်း20နဲ့နှစ်ကြာရင်မှအခုဒီဖလားကိုရလာတယ်ကျွန်တော်တို့အတွက်ဆောင်းဝမ်းပြောရတယ်ဗောလေဆောင်းဝမ်း memory ပဲခိုက်တန့်လေးတွေကျွန်တော်ဒီတိုင်းမထားချင်ဘူးဗျာကျွန်တော် record လေးလုပ်ချင်တယ်ဒါကြောင့်မို့ဒီဗီဒီယိုလေးကျွန်တော်ရိုက်လိုက်ရပါဗောနော်တက်တယ်အများကြီးဗျာရင်းခဲ့ရအချိန်တွေအများကြီးကျွန်တော်တို့အောင်မလို့အားမရဖြစ်ခဲ့ရတာတွေကျွန်တော်တို့သဲကွဲခဲ့ရတဲ့နှစ်တွေအများကြီးဗျာသိလား3နှစ်ဆက်တိုက်ကျွန်တော်ဒုတိယလူဆိုတဲ့နာမည်ရခဲ့တာဒါပေမဲ့ဒီချိန်ကကျွန်တော်အောင်ဝဲခံရမယ့်အချိန်ပဲအဲကြောင့်ကျွန်တော်တို့ video content creator မှမဟုတ်ဘူး Arsenal fan ညီကိုတွေကလည်းကိုယ့်အပျော်တွေကိုကူဆက်နိုင်ဖို့အတွက် video လေးတွေရိုက်ပြီးတင်ကြပါတယ်ကျွန်တော်ဒီချိန်မှာအောင်ဝဲမခံပဲချင်းအောင်ဝဲခံပါဟုတ်တယ် share but finally we got it